င်္ဂလာပါရှင်အမလီပါ Hello everyone Honey ပါ Honey တို့ကပေါ့နော် Honey တို့ဝယ်လာတဲ့ AT လေးကိုပြရပါနောက်နေ့ကျရင်လေ Honey တို့ကပြင်ဦးတွေအခုရောက်နေတာဖြစ်တဲ့အတွက်နေရအစုံလေးတော့ပြမယ်ပြင်ဦးတွေမဟုတ်တခြားမျိုးနယ်တွေရောတခြားနေရာတွေရောတော့ပြမယ်ဟိုဈေးဝယ်ဒီဈေးဝယ်ရှောက်ထွက်မယ်ပေါ့နော်သူလည်းပါပါတယ်ဒီမှာပါသူကတော့နေရတကအပါလေးပါဘာပေါ့နော်ကျမတို့ပစ္စည်းလေးဝယ်ပြမယ် AT လေးဝယ်ပြမယ်ပေါ့နော်ကျမတို့နေ့တိုင်းအဲ့လိုမျိုးလေးလုပ်ပြပေးနေရပါရှင်အားပေးကြပါအောင် မကြည့်ကျမတို့ဝယ်လာတဲ့အင်ဂျီလေးလည်းရှိသေးပါတယ်ဒါလေးတွေလည်းနောက်ခါကျရင်ဝယ်ပြမယ်ပေါ့ ထပ်ပြီးဝယ်ပြမယ်ပေါ့နော် တော်လည်းတော်ပါပေါ့ဒါဈေးကြီးရနော်မလေးဘေးတော့ထဲကဝယ်လာရင်များမှန်မနေနဲ့ပါရထားမှာ ကဲနောက်တစ်ခုဝယ်ပြမယ်ကဲ ကဲဒါရ နောက်တစ်ထည့်ပါထည့်ပြလေးနဲ့ဒါ strawberry ပုံစံလေးပေါ့နော် ဒါကတော့သူ့အကြိုက်ပါသူ့အကြိုက်ရင်ကော့ဘာကော့ဆိုတဲ့ဟာကျမကဒီလိုအစင်းချောင်းလေးတွေပေါ့နော်အဲ့လိုဒါမကြည့်တော့ဒီလိုမျိုးဟာလေးပါ ငင်းကြတစ်စိမ့်လို့တော့ပြောတာပဲ ဒါလည်းဈေးကြီးရတလောင်းကျော်တယ်မသိ ဒါဆိုရင်ဘယ်လောက်လဲ အဲ့ဆိုရင်ဟိုက7500လားဘိုးတော့ 8500ထင်တယ်ဟောပါ ဂျင်ပေါမီလေးနဲ့ဆိုရမ်းလိုက်ပါလိမ့် လီလီလည်းမြင်လို့ရှိရင် like လုပ်ခဲ့ဒါငါ့ရဲ့အမပါနော်ဒီမှာငါညမတဝင်းခွဲ ကောင်းပြတော့ နောက်တစ်ထည့်ဝယ်ကြထောက်ဝယ်ပြပါမယ်ဟာတလဲရုပ် ကဲဒီမှာပါဒါလေးကတော့နောက်လက်ဆောင်မ နောက် ဖြစ် တစ် ပါ ဆယ် ရဲ့ ဟာဒီမှာပေါ့နော် ဒါလေးကဂျင်မောင်းမီလေးနဲ့ဝယ်ရင်ရမ်းလာတယ်ဒီလားစကတ်ပဲ ဒါလေးကလည်းအဲ့လိုဘောင်းမီအပွားတွေအရှိတွေဂျေဂျေတွေဂျေဂျေကမလှဘူးလို့ကွက်ကြာတိလားကွက်ကြာအဲ့လိုမျိုးဟာလေးနဲ့လိုက်ပါရဲ့ရှင့် ဒါလည်း Hello Kitty ဘောင်းမီလေးနဲ့လိုက်တယ်နော် ဒီပါလေးကလည်းကြည့်ဒီပါမယ်ဒီပါ အဲ့လိုဟာမဟုတ်ဘူးအဲ့လိုဟာမဟုတ်အပွားအပွား ကျမတို့ဝက်ပြရနော်အဲ့ဒါတော့မှအရင်အကောက်အဟောင်းမှာနော်အဲ့ဒီလေးတွေမိုးပြတော့လားလို့မှန်းထားလို့လားဝက်ပြရနော် အဲ့ကောင်ပြုတ်သွား ညနေကျရင်ဈေးဝယ်ထွက်အောင်မှာဒီမှာကျမတို့ဗီဒီယိုမနှဲဖြတ်ပြီးရိုက်လိုက်ရတယ်ကျမတို့အကြိုက်ဆုံးဂိမ်းတွေလည်းဖြတ်ပြီးရိုက်ကြရနော်ရှင်တို့ပြချင်လို့ like လေးပေးသွားမကြည့် shopping subscribe လုပ်ပေးအောင် ဈေးဝယ်ထွက်တဲ့ပုံ shopping ကိုတော့ like မပြတော့ဘာလို့လဲဆိုတော့ကျမတို့ဒီမှာဗီဒီယိုကအပိုက်ဖြတ်နဲ့ရိုက်နေရတာမို့လို့နော်ဂိမ်းတွေတောင်ဖြတ်ပြီးကျမတို့မှာရိုက်ရတယ် ကျမဖုန်းကမကား ဒါကျမတို့လူငယ်တွေလွတ်လပ်တဲ့အချိန်ပေါ့နော်သူ့အတွက်လည်းဝယ်ထားတယ် iPhone 13ကိုင်တာကျမ ကျမရောပြောသူပဲပြောနေ iPhone 15ပြန်မှာ sorry တွားမဟုတ်ဘူးနော်တွားတယ်လို့ဖြစ်သွားရင် sorry ပဲအဲ့တော့ ဒါလည်းစိန်ကြီးရဝယ်တာ19000လောက်မှဒီမှာဒီဟာနဲ့တကယ် ဒီအင်ဂျီကတော့တင်မောသားအင်ဂျီပေါ့နော်ဒါတော့တော်ကောင်းတဲ့ span လေးအသားလေးလက်ကောင်းတာ ဒါကျမတို့စိန်ကြီးရမှာအတူတူသွားရင်းနဲ့ဝယ်တာပေါ့နော် လဲရကုန်လုံးပါပဲ နောက်ကတည်းကဘာတွေဖြစ်နေရလဲ မတူ မကျန် လဲဝယ်ထား ဒီဟာကိုဝယ်ချင်တာအိမ်နေရင်းစီဖက်နဲ့အော်ပြင်ဦးလေးသွားမှာမို့လို့ဆိုပြီးကိုညမဝယ်ပေးလိုက်တာမကျန်2800ကြီးနောက်ဘာလို့ပို့လိုက်တာ ရောအနူပါ လူရိုက်တက်လို့တောင်ရတယ် ကျမတို့ကိုလေဘယ်ကပတ်စံရရလဲဆိုရင်ကျမတို့က TikTok အကောင့်ဖွင့်တာအဲ့ TikTok အကောင့်တော့ပြောတော့အဲ့ဒီကနေပြီးတော့ပတ်စံရတာပေါ့နော်ပတ်စံရအဲ့ဒါတော့ မိဘတွေပေးရရင်လည်းစုဘာဖြစ်မိဘတွေပေးရရင်လည်းစုရပေါ့နော်ဒီညမတယောက်လည်းထိမ့်မနိုင်ရှင်တို့ဝယ်ချင်ကျမပြန်ရောက်မယ်သိလား 9သိန်းနဲ့9သိန်းမဟုတ်သိန်း9သိန်း တော်တော်တန်နေဆိုတော့လေနောက်စားရမယ်နေအောင် သူ့ရဲ့လေဦးတွေဟို ကလီစာတွေ အကုန်ကောင်းသေးတယ်ဒီလေစားလိုက် သူ့အိုးနောက်ကိုစားလိုက်ရင်ရှင်တို့ညံ့ထုံသွားလိမ့်မယ်တော်တော်နှုံနေ နာမလေးဟိုးတွင်းတန်းထိရောက်တယ် ကဲဒီနေ့ကတော့ဒီလောက်ပါပဲเนาะတ ဘို တာ င်ဘိုင်